ဗုဒ္ဓဘာသာဝင်တို့သည်ကဘာပေါ်ရှိထူးခြားသောမြေနေရာ၃ခုကိုယုံကြည်ကြသည်ယင်းတို့မှာမြောင်မင်းဘဝကတစ္ဆာပြုရာနေရာဂေါတမဘုရားလောင်မြောင်မင်းအထိဆွေမျိုးတို့အတွက်ရေရရှိရန်ကျူပင်ကိုကိုင်းချင်းဆက်၍ကင်းဤအမျိုးများတောက်ခဲ့သည့်ရေခမ်းဆောင်ဘလူးရံမှလွတ်ကင်းအောင်ပြုခဲ့သည့်တစ္ဆာပြုခဲ့သောနေရာဖြစ်သည်ထိုကျူပင်ဤအစစ်သည်ယခုတိုင်ပိတ်မနေပဲချောင်းနေသည်ဟုယုံကြည်ကြသည်ငုံမင်းဘဝနေုံရနေရာဖျားလောင်းငုံမင်းဘဝကဒေါ်မီကြီးလောင်သည့်အခါအတောင်မစုံသထိမပြေးနိုင်ခဲ့တော့လေတစ္ဆာပြုမှုကြောင့်မီးမလောင်ကျွမ်းနိုင်ခဲ့သောတောအုပ်နေရာယနေ့တိုင်ထိုနေရာတွင်မီးလောင်ကျွမ်းခြင်းမရှိဟုဆိုသည်ဂတိကာရပြမကြီးအိုးထင်းသည်ဘဝကတပဖျားရှင်လက်ထက်ကဂတိကာရအမည်ရှိအိုးထင်းသည်ဖျားဤကျောင်းတော်အားမိုးမလုံမှုကြောင့်မမိအိမ်ဤအမိုးကိုဖြုတ်သည်လူတန်းခဲ့သည်ထိုစေတနာတော်ကြောင့်ရင်းအိမ်နေရသည်ယခုတိုင်မိုးရတော်လဲမိုးမဆိုဟုအဖွယ်တပါအဖြစ်ယုံကြည်ကြသည်ဤသို့ဖြင့်မိုးတော်ဘာသာဝင်တို့သည်ဖျားလောင်းဤစေတနာတော်ကုသိုလ်တော်ဤတန်ဖိုးကြောင့်တဘာဝနိယမကိုကျော်လွန်နိုင်ခဲ့သောဤမြေနေရာ၃ခုကိုထူးခြားသည့်မြေနေရာများဖြစ်သည်ဟုမိုးတော်ဘာသာဝင်များယုံကြည်ကြသည်